ဓမ္မရီဆရာတော်ကအယူထားပြီးတော့တင်းညံဆိုရင်တင်းညံတွေကလူတွေကဆရာတော်လာကြောသူတို့အကြံဉာဏ်လေးတောင်းတော့ဆရာတော်ကတချင်းလေးတစ်ပုဒ်ကိုမင်းတို့ရေးတဲ့ဟာလေးကွာရေးသားတဲ့နဲ့လူတွေဆိုဆရာတော်ပြင်ပေးတာပြင်ပေးပြီးတော့အဲ့ဒါသွားပြင်နေတယ်ဆရာတော်ပြင်နေဆိုတာဘယ်လောက်ကောင်းလဲစုမရဘူးသူ့ဆိုရမှာကိုရေးပြီးတော့မရဘူးဆရာတော်ကခမောက်တေးရွှေလူရဲ့ချီတောင်းမျိုးစုံတန်စုံကျူရင်ဝေကိုယ်တိုင်းအမေကိုယ်တိုင်းလှရရွေးလို့စင်ပေးမှဒီနိုင်ငံအခြေဆိုရေးပြီးတော့မကြိုက်ဘူးတဲ့ဗျာအေးဒါပြီးသွားပွဲသိမ့်တာရေနာဒီနေ့လာတယ်မလာနဲ့တော့ပြီးခဲ့တဲ့တရားထိုင်နေတယ်လို့ရှင်များဟာတော်ပြီဆရာအဲ့လိုမျိုးလေးလုတ်တက်တယ်ဆရာတော့ရေးပြီးလိုက်ဆိုအဲ့တော့မန္တလေးမြို့မှာနှစ်တရာကျော်ခေဟောင်းကအတုပြုတ်ပြင်စရာအတုမရှိကြောင်းတော်လို့ဆရာတော့ဆောင်းမလေးတို့ရေးလိုက်တယ်ဆိုစစ်တပ်ကလာဝိုင်းတယ်ဆရာတော့ဘာရွေချက်နဲ့ရေးတာလဲတဲ့ဆောင်းမတိတ်ကောင်းပါတယ်တဲ့မကြခင်တော့ကာလမှာဘိုးချုပ်မူကြီးကိုတင်ပြပြီးတော့ဒီကြောင်းကြီးကိုပြင်မှုရှိပါတယ်ဆိုနန်းတွင်းနဲ့ပင်ဆိုကြည့်လိုက်တော့မှဘာသွားမှားလဲဆိုတော့အောက်က subtitle လေးပေါ့ခေါင်းစဉ်လေးတခုအတူလေးကသူတို့နဲ့တက်မတော်နဲ့မတည့်တဲ့ခေါင်းစဉ်လေးဖြစ်ကြည့်လိုက်တော့မှဘာရွေချက်မှရေးတာမဟုတ်ဘူးလို့အဲ့ဒီအတုမရှိကြောင်းကြီးရွှေကြောင်းကြီးတွေစောက်စင်ကဒီအတုမရှိကြောင်းကြီးမှာဒေါင်းလေးတွေရှိတယ်အဲ့ဒီအတုမရှိကြောင်းကြီးရဲ့ဒေါင်းလေးတွေမှာဗရမ ्या လေးတွေမြုပ်ထားတယ်ဆိုစစ်တွင်းဖြစ်တဲ့ခါမှာမနာလို့ပစ္စည်းလေးပါပစ္စည်းကိုမက်မောတဲ့ပုံကိုယ်တွေကဒေါင်းလေးတွေကိုခေါင်းလေးတွေရွက်ဖြတ်ပြီးတော့ယူသွားတယ်ယူသွားဆိုတော့ဗရမ ्या လေးတွေကိုလိုချင်လို့အဲ့တော့ဒီအတုမရှိကြောင်းပတ်ချတယ်မရှိတဲ့ဒေါင်းတွေကခေါင်းတစ်ခုမှမရှိဘူးဆိုဆရာတော်အဲ့ဒါကိုအောက်ကခေါင်းစဉ်အတူလေးနဲ့ရွှေဝူတောင်းတို့ခေါင်းတက်တဲ့မျိုးရေးတာဟာနိုင်ငံရေးပုံမှန်နဲ့ညှိသွားကံကောင်းလို့တော့ဘာရွယ်ချက်မှမရှိပါဘူးဆိုအဲ့ဒါမနေ့ပြောလဲရတယ်ရွှေအဲ့ဒီချိန်မှာဒေါင်းမကြိုက်တဲ့အချိန်ဖြစ်တယ်ရွှေဝူတောင်းတို့ခေါင်းတက်တဲ့ပြီလို့ရေးလိုက်တာအဲ့ဒါဘာရွယ်ချက်နဲ့ရေးတာဘာရွယ်ချက်မှမဟုတ်ဘူးတိကျရှင်းပြတယ်တိုင်မှုဘိုးချုပ်ကျော်တန်းလက်ထက်ကပါအဲ့ဒါနဲ့ပဲနိုင်ငံဆရာတော်ဆောင်းပါကြောင့်နှစ်တရာကျော်ခေဟောင်းကပြုပြင်စရာအတုမရှိရွှေချောင်းတော်လို့ဆရာတော်အဲ့လိုလေးတွေဆရာတော်ရဲ့အမှုပညာဗီဇတွေပေါ့မကောင်းတဲ့အကျင့်တွေအဲ့ဒါမကောင်းတဲ့အကျင့်တွေမန္တလေးမြို့ကြီးမှာNLDညီလာဘာညာလုပ်မဆိုမှဓမ္မစီတွေပဲအဲ့ဒီကလေးတွေကိုပြောလိုက်တာပါဟဲ့အောင်ပင်လယ်မှာလုပ်ပါအဲ့တော့ဆရာတော်ဩဇာနာရှိတယ်မန္တလေးကကလေးတွေကဟာဘာလို့လဲဖေရတယ်အောင်ပင်လယ်မှာရေးသွားတဲ့အခါမှာအောင်ပင်လယ်ကိုဟိုမြို့မှာနန်းတော်ရှိကိုမြို့မှချင်းကိုပြောပြသောတာနာဝယ်ဆိုအဲ့ဒီမှာမြန်မာနိုင်ငံကြီးကကောနေတယ်ကွာလို့အဲ့ဒီနိုင်ငံကြီးတစ်ဖန်ပြန်ကောင်းလာအောင်လို့လေကောဖြစ်လို့ရဲ့တကယ်တော့ဖြစ်လို့ရဲ့ကောင်းမှုရွယ်တော်ဖြစ်ကိုသူသဖြင့်မျှော်မိတယ်မင်းတို့နိုင်ငံကြီးပြန်ကောင်းလာလိမ့်မယ်ဟွာအဲ့ဒါနဲ့မန္တလေးတွေမင်းတို့အောင်ပင်လဲဖွင့်တာဗျလေကောဖြစ်လို့ကြည့်ဝင်းဦးတန်လေးသူတို့တော့မသိဘူးလေကောဖြစ်လို့ရဲ့တကယ်တော့ဖြစ်လို့ရဲ့ကောင်းမှုရွယ်တော်ဖြစ်ကိုသူသဖြင့်မျှော်မိရဲ့အောင်ပင်လဲဆရာတော့လှုပ်လိုက်တာအဲ့ဒါနဲ့အောင်မြင်သွားတယ်တို့ကဘာမှမရတာတို့ကဘာမှမရ